အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ Bravo တွေမှာတစ်ပါလာမယ် average တစ်ကြောင်ကျွန်တော်သိတော့ပြပတ်ပြမှာဖြစ်ပါတယ်ဗျဗီဒီယိုလေးမစခင်မှာကျွန်တော် YouTube channel လေးရဆိုရင် subscriber 100ပြည့်ပြီဆိုတာနဲ့အသေးရလကားပြရမယ့်စီစဉ်လေးရှိပါတယ်အဲ့ဒါကြောင့်အခုပဲ subscribe လုပ်ထားလိုက်တော့နော်ပထမအောင်ပြပြီးတော့မှတော့ဝီရောလာမယ် fruit တွေကိုပြပြမှာဖြစ်ပါတယ်ဗျ။နောက်ဘယ် fruit လဲဆိုတော့ဒီပြထားတဲ့ fruit တွေလာမယ်ပေါ့နော်။ပြီးရင်တော့ magnet fruit ဖြစ်တဲ့ဒီတစ်ကပါရောက်ရှိလာမှာဖြစ်ပါတယ်။ပြီးရင်လည်းဒီသီးသုံးလုံးကပါလာမယ်လို့ကြားထားပါတယ်။ဒါနဲ့မပြီးသေးဘဲနဲ့ summer average ကြီးကလည်းပြန်လာအောင်ပါပါ။ပြီးရင်လည်းဒီလိုအလန်းစားဘူပေါင်း tablet ကြီးကပါလာအောင်မှာဖြစ်ပါတယ်ဗျ။ကဲတော့ကျွန်တော်ဒီမှာတေချာချပြီးပြပေးထားရပါနော်။ဒါကတော့ magnet fruit ပဲဖြစ်ပါတယ်ဒီစားတွေကိုကျွန်တော် AI ကိုဘာသာပြန်ခိုင်းထားရပါတော့အဲ့တော့ AI ဘာသာပြန်ပေးထားတာကိုနောက်ဆုံးမှကြည့်လိုက်ရအောင်ဒါကတော့ magnet fruit ရဲ့ transformation ပဲဖြစ်ပါတယ်ဒါကြတော့ summer event အတွက်ဘာတွေလုပ်ရမလဲဆိုတဲ့အကြောင်းနေပါနော်ဒီမှာဆိုရင်တော့ဘူပေါင်း tablet ကိုမြင်ရမှာပဲဖြစ်ပါတယ်အခုန AI ဘာပြောလဲဆိုတော့အမိုက်ပုံမှာဘလူးကြီး The Scorpio Titan ပြစ်မှုကျူးလွန်သူကိုဖော်ထုတ်လိုက်ပြီးစက်ရုပ်ကြီးပါလားကျွန်တော်ရဲ့အမှတ်စဉ်တုညနှစ်တုညသတင်းတော်မှာဖော်ပြခဲ့တဲ့အတိုင်းဒေတာတွင်ကျိုးစုတွေမှာတန်လိုက်ဆက်ကွင်းပြောင်းလဲမှုတွေကိုဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေကိုဆက်လက်စုံစမ်းခဲ့ပါတယ်ကျွန်တော်တွေ့ရှိချက်တွေကတော့လုံးဝမမျှော်လင့်ထားတဲ့အရာတွေပါပဲတန်လိုက်ဆက်ကွင်းတွေပြောင်းလဲတဲ့နေရာတိုင်းကိုလိုက်လံစုံစမ်းခဲ့ရမှာစွန့်ပစ်ထားတဲ့တင်မောစိတ်ကန်းတစ်ခုစီကိုရောက်ရှိသွားခဲ့ပါတယ်ဒီနေရာမှာပဲဒီကိစ္စအလုံးရဲ့နောက်ွယ်ကတရက်ခန့်ကိုကျွန်တော်ကိုယ်တိုင်မျက်မြင်တွေ့ရှိခဲ့ရပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲစိတ်ကန်းတစ်ဝိုက်မှာပြန့်ကျဲနေတဲ့တန်စတီအပိုင်းအစတွေကျိုးပဲ့နေတဲ့တင်မောကိုယ်ရဲ့ပြားတွေဟောင်းနှမ်းနေတဲ့စက်ကရိယာတွေနဲ့စွန့်ပစ်ထားတဲ့ဂီယာသွားတွေကိုတန်လိုက်စွမ်းအားရှင်စီကိုဆွဲငင်လိုက်ပြီးတစ်ခုနဲ့တစ်ခုချိတ်ဆက်သွားပါတော့တဲ့အပိုင်းအစတစ်ခုချင်းစီဟာထူးဆန်းတဲ့တိကျမှုနဲ့အတူပေါက်ဆက်သွားပြီးအေယာမစစ်ဆက်ရုပ်ကြီးတစ်ခုပေါ်ထွက်လာပါတယ်။သူ့ရဲ့အစစ်မြင့်တဲ့ပြားတွေအလုံးဟာချုံးငွေစွာပေါက်ဆက်သွားပြီးထိန်းချုပ်ရခက်ခဲတဲ့စွမ်းအားတွေကိုထုတ်လွှတ်နေပါတယ်။ကျွန်တော်ရဲ့လုံခြုံရေးအတွက်စိုးရိမ်တာကြောင့်ချက်ချင်းပဲထွက်ပြေးခဲ့ရပါတယ်။ဒီဖြစ်ရပ်ကနေကျွန်တော်သင်ခန်းစာယူလိုက်ရတာကတော့ဒီလူဟာဘသူပဲဖြစ်ဖြစ်သူဟာနောက်ထပ်လှုပ်ဝက်နေတော့မှမဟုတ်ဘူးဆိုတာပါပဲသူဟာသူ့ပတ်ဝန်းကျင်မှာရှိတဲ့တန်တဲ့အပိုင်းစားတွေကိုအသုံးပြုပြီးအန္တရာယ်ရှိတဲ့လက်နက်ကင်စက်ရုပ်တရုပ်အဖြစ်ချက်ချင်းတည်ဆောက်နိုင်ပါတယ်ဒီစက်ရုပ်ကသာနောက်ဖြစ်လာမယ့်အရာတွေရဲ့နိမိတ်ပြတစ်ခုဆိုရင်တော့ပင်လယ်ပြင်မှာတွာလာနေသူတွေအထူးသတိထားကြဖို့လိုအပ်ပါလိမ့်မယ်ဒီရဲ့ဆက်ရုပ်ဆိုတာကျတော့ magnet fruit ကိုပြောတာပဲဖြစ်ပါတယ်ပြီးရနဲ့ summer van လာပြီးသွားနဲ့ summer กว่าအမြန်ဆုံးနဲ့အလွယ်ဆုံးစုနည်းကိုပြောပြပြမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျရင်တော့ဗီဒီယိုလေးကို like လေးပေးပြီးကောက်လေးကို subscribe လုပ်ပေးကြအောင်မမေ့ပါနဲ့ဗီဒီယိုကြိုးဝါးခြင်းအောင်လည်းတောင်းပန်ပါတယ်ဗျကျွန်တော်နာမည်ကစကီပါနောက်ပြီးမှပြန်သေးကြမယ်